ကဲတသားမီမီတို့မင်္ဂလာပါနော်ဒီနေ့လေဒီကအိန္ဒိယရိုးရာပုံမြင်လေးတစ်ပုဒ်ကိုပြောပြပေးဖို့ရွေးချယ်ထားပါတယ်နော်ဟိုးရှိတုန်းကအိန္ဒိယပြည်ကရွာလေးတစ်ရွာမှာပုံနာကြီးတစ်ယောက်ရှိတယ်သူကလေယာလုတ်ကင်စားတော့ရတယ်ဒါပေမဲ့လေနဲ့လေအကျိုးမပြီးတော့တော်တော်လေးကိုဆင်းရဲရှာတယ်တနေ့မှာတော့သူကတနေ့ကုန်လေထဲမှာအလုံးလုံးနေရလို့မောရှိတာနဲ့လေကန်သိန်းရိုးပေါ်ကတစ်ပင်ကြီးရဲ့အရိပ်အောက်မှာတမေးလောက်အိတ်လိုက်အောင်မဲဆိုပြီးလှဲချလိုက်တယ်။အဲ့ဒီလိုလှဲလိုက်ရုံပဲရှိသေးတယ်။အနားမှာရှိတဲ့တောင်မို့ကြီးတွေကမွေကြီးတစ်ကောင်ထွက်လာတာကိုမြင်လိုက်ရတယ်။အဲ့ဒီကမှပုံသားကြီးကအေကန်နာတော့ဒီမွေကြီးကဒီလေတွေကိုစောက်ရှောက်တဲ့နတ်ကြီးဖြစ်မှာပဲ။သူ့ကငါတခါမှပူဇော်ပသတာမျိုးမလုပ်ဘူး။အဲ့ဒါကြောင့်ငါဆင်းရဲနေတာထင်ပါရဲ့။ငါအိမ်ကိုပြန်ပြီးတော့ဒီနတ်မွေကြီးကိုပူဇော်ဖို့တခုခုတော့စီစဉ်မှဖြစ်မယ်။အဲ့ဒီလိုတွေးလိုက်မိတယ်။ဒါနဲ့ပဲသူကလဲနေရာကနေထပြီးသူ့ရဲ့အိမ်ကိုပြန်ပြီးတော့ကြေးခွက်တစ်ခုတည်းကိုနွားနို့တွေလောင်းထည့်ပြီးတော့ချတောင်မိုးစီကိုပြန်လာခဲ့လိုက်တယ်။တောင်မိုးကိုပြန်ရောက်တော့တောင်မိုးကြီးရဲ့ခြေရင်းမှာနွားနို့ခွက်ကိုချထားပြီးလဲဆောင်တဲ့မွေကြီးကိုခေါ်လိုက်တာပေါ့။အရှင်နတ်မွေကြီးကျွန်တော်မျိုးရဲ့မိုင်မဲမှုကြောင့်အရှင်မွေကြီးဒီတောင်မို့မှာရှိနေတာကိုသတိမထားခဲ့မိပါအခုမှသိရတဲ့အတွက်ဒီဖြူစင်တဲ့နွားနို့ခွက်လေးနဲ့ပူဇော်ပသပါတယ်အရှင်နတ်မွေကြီးလာရောက်သုံးဆောင်ပါအဲ့ဒီလိုပြောဆိုပြီးတော့ကြေးခွက်ကိုထားခဲ့လိုက်တယ်နောက်တစ်နေ့မိုးလင်းတော့ပုံသားကြီးလေထဲကိုလာတဲ့အခါမှာချတောင်မို့ကိုတွားကြည့်လိုက်တော့နွားနို့ခွက်ထဲမှာနွားနို့တွေမရှိတော့ဘူးတဲ့ပြီးတော့ရွှေမကြီးတောင်လေးတစ်ထောင်ကိုလည်းတွေ့ရတယ်အဲ့ဒီနေ့ရစပြီးပုံသားကြီးကနေ့တိုင်းသူ့ရဲ့အိမ်ကနေနွားနို့ညှစ်ယူလာပြီးကြေးခွက်ကြီးထဲမှာနွားနို့တွေထည့်လဲဆောင်နှက်မွေကြီးကိုပူဇော်ပသနေတော့တာပေါ့အဲ့ဒါကြောင့်ရွှေမကြီးသီးတောင်လဲတစ်နေ့ကိုတစ်ထောင်ရနေတယ်တဲ့ဒီလိုနဲ့တစ်နေ့မှာတော့ပုံသားကြီးကခရီးထွက်စရာကိစ္စရှိလို့သူ့ရဲ့သားကိုလဲဆောင်နှက်မွေကြီးကိုနွားနို့ပူဇော်ဖို့တာဝန်ပေးခဲ့တယ်သူ့ရဲ့သားလဲအဖေမာတဲ့အတိုင်းပဲညနေလောက်မှာနွားနို့ခွက်ကိုယူပြီးတော့တောင်မို့ချီရင်မှာချနတ်မွေကြီးကိုပူဇော်ပသခဲ့တယ်နောက်တစ်နေ့မိုးလင်းလို့သွားကြည့်လိုက်တော့ရွှေမကြီးသီးတောင်လေးကိုတွေ့တာပေါ့အဲ့ဒီခါမှာ तू ကစဉ်းစားလိုက်တယ်အေကန်နာတော့ဒီတောင်မို့ကြီးထဲမှာဒီလိုရွှေမကြီးတောင်ကြီးအများကြီးရှိမှာပဲမွေကြီးကိုတတ်ပစ်လိုက်ရင်အထဲမှာရှိတဲ့ရွှေတွေအားလုံးကိုငါအကုန်ရမှာပေါ့အဲ့ဒီလိုလောဘတွေတက်ပြီးစဉ်းစားနေမိတယ်နောက်တစ်နေ့ညနေမှာတော့ तू စဉ်းစားမိတဲ့အတိုင်းပဲနွားနို့ခွက်ကိုလာချရင်းနဲ့ပုံသားကြီးရဲ့သားကအိမ်ကိုမပြန်တော့ပဲတောင်မို့အကွယ်ကနေချောင်းကြည့်နေတယ်။မွေကြီးထွက်လာတော့ရုတ်တရက်သူ့လက်ထဲကတင်းမုတ်ကြီးနဲ့ပြေးထူးလိုက်တယ်။ဒါပေမဲ့ကံကောင်းကျင်တော့မွေကြီးကိုတော့ထိမသွားဘူးတဲ့။မွေကြီးလည်းဒေါသအမျက်ချောင်းချောင်းထွက်ပြီးပပြင်းကြီးကိုထောင်ပြီးပေါက်ထည့်လိုက်တာပုံသားကြီးရဲ့သားကတခါတည်းမြေပြင်ပေါ်ဘုံဘုံလဲကြပြီးတေပွဲဝင်ရပါလေရောတဲ့။အဲ့ဒီခါမှာဆွေမျိုးသားချင်းတွေစုဝေးရောက်ရှိလာပြီးပုံသားတွေရဲ့ထုံးစံတိုင်းပုံသားသားမိုက်ကိုမီးတကြိုလိုက်ကြတာပေါ့။နှစ်ရက်လောက်နေတော့ဖခင်ဖြစ်သူပုံသားကြီးကခရီးသွားရာကနေပြန်ရောက်လာတယ်။သူ့သားရဲ့အဖြစ်ဆိုးကိုကြားတော့ပုံသားကြီးလည်းအလွန်တရာပူဆွေးဒုက္ခရောက်ရတာပေါ့။ဒါပေမဲ့လည်းသူ့သားရဲ့မိုက်မဲမှုကြောင့်ဆိုတာသိတဲ့အတွက်မွေကြီးကိုသူကလုံးဝအပြစ်မမြင်ခဲ့ဘူး။ဒါနဲ့ပဲနောက်နေ့မှာတော့ပုံသားကြီးကနွားနို့ခွက်ကြီးကိုယူပြီးတော့ချတောင်မိုးကလေဆောင်မွေကြီးစီကိုပူဇော်ပသဖို့ထွက်လာခဲ့တယ်။ဒါပေမဲ့အချိန်တော်ကြာတဲ့အထိမွေကြီးကလုံးဝထွက်မလာဘူးတဲ့။ပုံသားကြီးလည်းအကြာကြီးစောင့်နေပြီးမှမွေကြီးရဲ့ခေါင်းကတွင်းဝါကနေပြူထွက်လာတယ်။ပြီးတော့မွေကြီးကပုံသားကြီးကိုပြောလိုက်တယ်။ပုံသားကြီးအတင်ဒီနေ့ကစပြီးငါစီကိုမလာခဲ့နဲ့တော့သားတစ်ယောက်လုံးဆုံးရှုံးထားတာတောင်မှအတင်ရဲ့လောဘစိတ်ကတိုက်တွန်းနေတာကြောင့်ငါစီကိုရောက်လာတော့မဲနော်သားသေးတာကိုတောင်တတိမရနိုင်တော့ဘူးလားဒီနေ့ကစပြီးအတင်နဲ့ငါနဲ့ကအရင်လိုမိတ်ဆွေခင်မွန်းမဖြစ်နိုင်တော့ဘူးဆိုတာအတင်မသိလေရောသလားအတင်ရဲ့သားငယ်ရွယ်သူမို့လောဘတက်ပြီးတော့ငါ့ကိုတင်းမုံနဲ့ထုတက်ဖို့ကြံစီတယ်ငါကလည်းဒေါသထွက်တာနဲ့ပေါက်တက်လိုက်တယ်ဒီတော့ငါကတင်းမုံကြီးကိုမမေ့နိုင်သလိုအတင်ကလည်းသားတစ်ယောက်လုံးဆုံးရှုံးထားတာကိုမေ့နိုင်မှမလားအဲ့ဒီလိုပြောပြီးတော့မွေကြီးက
ပုံနာကြီးကိုရွှေမကြီးတောင်လေးတစ်တောင်ကိုနောက်ဆုံးအနေနဲ့ပေးလိုက်ပြီးတွင်းထဲကိုပြန်ဝင်သွားပါလေရောတဲ့တွင်းထဲကိုမဝင်ခင်မှာနောက်ဆုံးစကားတစ်ခုကိုပြောခဲ့လိုက်တယ်ပုံနာကြီးနောက်ကိုလည်းမလာပါနဲ့တော့တဲ့ပုံနာကြီးလည်းဝမ်းနဲ့ပက်လက်နဲ့ပဲသူ့ရဲ့မလိမ္မာတဲ့သားမိုက်ကိုကျိန်ဆဲပြီးအိမ်ကိုပြန်သွားရရှာတဲ့ကဲတသားမိမိတို့ရေဒါဆိုရင်ဒီနေ့အတွက်ပုံမြင်လေးကိုဒီနေရာမှာပဲရပ်နာလိုက်ပါမယ်နော်နောက်နေ့ကျရင်နောက်ထပ်ပုံမြင်ကောင်းလေးတစ်ပုဒ်နဲ့တူပြန်လာခဲ့ပါမယ်နော်